မြင်တွေ့နေရတာကတော့စက်ရုံတွေလျှက်စစ်တာခွဲရုံတွေမှာအထူးကအသုံးပြုတဲ့ disconnecting switch တစ်ခုအဖွင့်အပိတ်လုပ်နေတာပဲဖြစ်ပါတယ်။ဒီ switch တွေကိုများသောအားဖြင့်လျှက်စစ် line တွေကိုပြုပြင်ထိန်းသိမ်းဖို့အတွက်လျှက်စစ်စီးဆင်းမှုကိုလုံးဝဖြတ်တောက်ရမှာအသုံးပြုပါတယ်။ကြည့်လိုက်ပါ switch ကိုစတင်ဖွင့်လိုက်တဲ့အချိန်မှာလေထုထဲမှာပြင်းထန်တဲ့ electric arc လို့ခေါ်တဲ့မီးပွားတန်းကြီးတဲ့ဖြစ်ပေါ်လာတာကိုမြင်ရမှာပါ။ဒါဟာဗိုလ်အားအလွန်မြင့်မားတဲ့အတွက်လေထုကိုဖောက်ထွင်းပြီးလျှက်စစ်စီးဆင်းမှုစ조사နေတာဖြစ်ပါတယ်။ဒီလို arc တွေဟာအပူချိန်အလွန်မြင့်မားသလိုအန်တရဲလည်းအလွန်များပါတယ်။ဒီ switch အမျိုးအစားမှာ arc ကိုငြိမ့်သက်ဖို့တီးသန့်စနစ်မပါဝင်တဲ့အတွက်လေထုထဲမှာပင်အကွာအဝေးတစ်ခုအထိဆွဲဆန့်ပြီး arc ကိုပြတ်တောက်သွားအောင်လှုပ်ဆောင်ရပါတယ်။ဒါကြောင့်သူ့ကို air brake switch လို့လည်းခေါ်ကြတာပါ။ isolator DS တွေကိုစနစ်ရဲ့လိုအပ်ချက်ပေါ်မူတည်ပြီးအဓိကအားဖြင့် single brake isolator, double brake isolator နဲ့ pantograph brake type ဆိုပြီးအမျိုးအစားခွဲခြားထားပါတယ်။ဒါအားစနစ်အတွင်းမှာရှိတဲ့နေရာအလိုက် line side isolator, bus side isolator စသဖြင့်နာမည်ပြီးခေါ်ပေါ်ကြပါတယ်။သတိထားရမှာကတော့ဒီလို switch တွေကိုလျှက်စစ်ဝန်အားအပြည့်ရှိနေတဲ့အချိန်မှာဖွင့်တာမျိုးမလုပ်ရပါဘူး။လုံခြုံစိတ်ချရတဲ့အခြေအနေရောက်မှသာအသုံးပြုရတာဖြစ်ပါတယ်။အခုဆိုရင်တော့ arc ဒီငြိမ်းသွားပြီးလျှက်စစ် line ကိုဘေးကင်းစွာဖြတ်တောက်ပြီးသွားပြီဖြစ်ပါတယ်။